Hello မင်္ဂလာပါကျမလေးဟိုအရင်တနေ့ကတင်ထားလာယောက်ျားနဲ့မိန်းမဖောက်ပြန်တဲ့ကိစ္စပေါ့နော်အဲ့ဒီမှာယောက်ျားလေးကအများစုကဖောက်ပြန်တတ်ကြတယ်မိန်းကလေးတွေကအများစုကမဖောက်ပြန်တတ်ဘူးဆိုပြီးတော့အဲ့ဒီအကြောင်းကိုကျမကဟိုစာလေးရင်တင်ထားတာပေါ့နော်အခုစာရေးနေကြမှာကျမဗီဒီယိုလေးနဲ့ဖွင့်ဗီဒီယိုလေးနဲ့ပြောပြလိုက်တာပေါ့လေကျမတို့ကြတော့ဒီမြန်မာတိထုံးတာဥပဒေမှာကြတော့ဟိုအရင်တုန်းကကြတော့ဒီတလင်ဓမြစနစ်ကမပေါ်သေးဘူးခုတလင်ဓမြဥပဒေဆိုလာက2015မှာပေါ်တာအတိအကျပြောလိုက်8လပိုင်း31ပေါ့နော်ဒီတလင်ဓမြဥပဒေစနစ်ဆိုတာပြင်းထန်တဲ့အိမ်ထောင်ရေးပြစ်မှုပေါ့နော်ပြစ်ဒဏ်တွေကိုချမှတ်ပြီးတဲ့ပုံမှန်အမျိုးအစားဖြစ်တဲ့အဲ့ဒါကြောင့်မြန်မာတလေထုံးတမ်းဥပဒေကိုသူကစန့်ကျင်ပြီးမှထွက်လာတဲ့ဥပဒေအစ်စ်ပေါ့အဲ့လိုဥပဒေတစ်ဖြစ်တယ်အဲ့လိုဥပဒေဖြစ်တဲ့အချိန်မှာကြတော့တချို့လူတွေကြတော့မြန်မာတလေထုံးတမ်းဥပဒေနဲ့တရားစွဲကြတယ်ဒါတော့ကိုယ်စိတ်ကြိုက်ပေါ့နော်တချို့တွေကြတော့ဖောက်ပြန်တာဆိုနာကြီးလို့ဒီတလင်ဓမြစနစ်ဥပဒေနဲ့လည်းဆွဲကြတယ်ဒါကြတော့ဖောက်ပြန်ခြင်းခံရတဲ့တစ်ဖက်သူရဲ့စိတ်နေစိတ်ထားပေါ့နော်ကျမတို့ရဲ့မြန်မာတလေထုံးတဲ့ဥပဒေမှာဆိုရင်ယောက်ျားဟာဗုဒ္ဓဘာသာမှန်ရင်မိန်းမ၄ယောက်ယူလို့ရတယ်ဒါဥပဒေမှာအတိလင်းပြဋ္ဌာန်းထားတယ်နော်အတိလင်းပြဋ္ဌာန်းထားတယ်မိန်းမကြတော့ယောက်ျားများယူလို့မရဘူးနောက်ယောက်ျားလည်းယူလို့မရဘူးအဲ့လိုမျိုးအဲ့ဥပဒေတုံးကမှာဆိုရင်ဘယ်လိုလဲဆိုတော့မယားခိုးမှုပဲရှိတာလင်ခိုးမှုပဲရှိတာမယားခိုးမှုဆိုမရှိဘူးဖောက်ပြန်သူတို့လင်ရှိမိန်းမကိုလာဖောက်ပြန်ရင်အဲ့ဒီယောက်ျားကိုမယားခိုးမှုနဲ့တရားစွဲတာနော်အဲ့ဒီမိန်းမကကြတော့ဖောက်ပြန်ရင်အဲ့တလင်ဓမြစနစ်ဥပဒေတုံးကတရားစွဲလို့မရအောင်သူ့ကိုကင်းလို့ခွင့်ပေးထားတယ်အဲ့ဒီဟာဘာကြောင့်ပေးရတယ်လဲလို့ဘာကြောင့်ပေးရလဲသိလားအတိကအချက်ကဘာကြောင့်ပေးတယ်လဲဒီမိန်းမတွေကိုယောက်ျားတွေနဲ့ဖောက်ပြန်တာလို့ယောက်ျားနောက်လိုက်သွားတာလို့ဆိုသူ့အပြစ်ဒဏ်မရှိဘူးဒီတလင်ဓမြစနစ်ဥပဒေမပေါ်ခင်ကနော်2015မတိုင်ခင်ကဘာမှလုပ်လို့မရအောင်ခွင့်လွှတ်ပေးရတယ်ဘာကြောင့်လဲဆိုတော့အမျိုးသားတွေကြတော့မိန်းမအများကြီးယူခွင့်ရှိမှမိန်းမတွေအတွက်မတတ်မှတ်ထားတဲ့အတွက်မိန်းမတူတယောက်ကစိတ်ခန္ဓာအရာပေါ့နော်သူစိတ်ဆန္ဒအရာသူရဲ့တွေးတာဆန္ဒအရာဖောက်ပြန်ခင်ဒါကိုကင်းလို့ခွင့်ပေးရတယ်သူ့အပေါ်မှာတရားတော်ဆွဲတာလို့ဘာလို့မရှိခွင့်လို့ပေးရတာပေါ့ဗျာဒါဟာကြတော့မြန်မာတတိထုံနောက်ပြီးအခုတလင်ဓမြစနစ်ကတော်တော်များများလူတွေကသိကြပါတယ်အခု line ပဲကြည့်လို့လားလူမှုကွန်ရက်ကပဲပြန့်လို့လားမသိဘူးမိန်းမတွေလည်း90%တော့ဖောက်ပြန်တယ်လို့ပဲကျမကတော့မြင်နေတယ်မိန်းမတွေလည်းဖောက်ပြန်ကြတာဖောက်ပြန်အလားတူပေါ့နော်အရင်တော့ဆိုရှားပါလေလीနော်ယောက်ျားလေးကဒါပဲမိန်းမတွေပဲဖောက်ပြန်တာမရှိဘူးတလို့ပါလို့နော်အခုကျတော့ line နေတယ်လားဘာလဲလားတော့မသိဘူးပေါ့နော်ဖောက်ပြန်တယ်လေများလာကြလားများလာတဲ့အချိန်မှာကျတော့ပြစ်ဒဏ်ပေါ့ပြစ်ဒဏ်မှာဆိုရင်ယောက်ျားတွေကကြတော့ဘာဖြစ်လို့ပြစ်ဒဏ်တခုယောက်ျားလူဘာဖြစ်လို့အဲ့လိုမျိုးအတာပေးထားတယ်လဲမိန်းမလေးကိုပြစ်ဒဏ်ကိုအမြင့်ပေးပြီးမှယောက်ျားလေးကိုအာတာပေးထားတာဘာကြောင့်ပေးထားတယ်ယောက်ျားလေးကိုကြတော့ဒီဥပဒေအရအာတာပေးထားတယ်ဆိုတာတွေးတာဆန္ဒအရာဖြစ်ပေါ်တတ်တယ်လေယောက်ျားရဲ့တွေးတာဆန္ဒနဲ့မိန်းမတွေးတာဆန္ဒမတူတဲ့အခါမှာယောက်ျားလေးကိုအာတာပေးရတယ်ဘာကြောင့်ပေးရတယ်လဲဆိုတော့တဘောတဘာဝအရာယောက်ျားလေးဖောက်ပြန်တတ်တဲ့တွေးတာဆန္ဒတွေကတူးထဲမကောက်ဘူးမိန်းမတယောက်ထဲမှာနောက်မိန်းမလေးယူချင်တာလို့နောက်ထပ်ဘဒူနဲ့ဖောက်ရအဲ့လိုတွေးတာဆန္ဒတွေအများဆုံးဒုက္ခန္တာထဲမှာရှိတယ်မိန်းမမှာကြတော့တော်တော်လေးမရှိဘူးမရှိအရန်ရှားပါလေအယောက်100မှာ10ယောက်မရှိဘူးဆိုတာအဲ့လိုလေးကိုတွေးရှိလို့ဒီလိုဥပဒေထုတ်ထားတယ်လို့ကျမကတော့ထင်တာပဲเนาะဥပဒေတစ်ခုဆိုတာကလူအရင်အမြစ်လူမှာဖြစ်တတ်တဲ့သဘောတဘာဝလူတွေမှာလူရဲ့ခန္ဓာလူရဲ့စိတ်တွေကိုမှဖြစ်လာတဲ့အရာမှာဥပဒေကသူကထုတ်တာကိုเนาะဒါတစ်ခုနောက်ပြီးတော့
ယောက်ျားတွေဖောက်ပြန်ရင်နဲ့တာမန်အိမ်ထောင်ကြီးပြစ်မှုနော်ကျမတို့မြန်မာတတိထုံးတိုင်းဥပဒေတုန်းကပြောပြတာအခုတလင်သမားတော့လူတိုင်းသိမှာပါဒါလူရတော်တော်များများစိတ်ဝင်စားကြတယ်ကိုနဲ့တိုက်ရဲ့ပတ်သက်ရင်ဒီရဲ့တလင်သမားစနစ်ဥပဒေကိုအဆုံးထိတည်တယ်တချို့အပြင်လူတွေပေါ့နော်ကိုကဖောက်ပြန်ခြင်းခံရတာတို့ကိုယ်တိုင်ဖောက်ပြန်နေဆိုအမလဲတလင်သမားစနစ်ကထုတ်တဲ့ဥပဒေကိုအကြနှက်ကြတိကြတယ်ဗျမဖောက်ပြန်ခင်မှာဒါလေးကိုလည်းလေ့လာတာကောင်းမှလည်းလေ့လာတာတော့ကောင်းတယ်တလေတပြားကတော့တိတ်ပြောစရာမရှိဘူးလူတော်များများသိတယ်လူနည်းနည်းမသိတာဒီမြန်မာတလေထုံထမ်းဥပဒေကိုတိတ်မသိကြအောင်မသိကြတော့မြန်မာတလေထုံထမ်းဥပဒေမှာယောက်ျားတွေကိုဖောက်ပြန်ရင်တာမန်အိမ်ထောင်ရေးပြစ်မှုဆိုပြီးမှသတ်မှတ်ထားတယ်နော်မိန်းမလေးဖောက်ပြန်ရင်ကြီးလေတော့အိမ်ထောင်ရေးပြစ်မှုအဲ့ဒီမှာမိန်းမတွေဖောက်ပြန်ခဲ့ရင်အဝတ်တစ်ထည်ကိုတစ်ခုဆင်းရတာနော်ဒီရဲ့တလင်သမားဥပဒေဆိုတာအခုမှအဝတ်တစ်ထည်ကိုတစ်ခုဆင်းနေဆိုတာအခုမှယောက်ျားလေးတွေတတ်မှတ်တာကျမတို့မိန်းမတွေအတွက်ကကြတော့ဟိုးဒီဥပဒေကိုစပြီးမှအသက်ဝင်ကြတဲ့ကမိန်းမတွေဖောက်ပြန်ရင်အဝတ်တစ်ထည်ကိုတစ်ခုတဲ့အဲ့လိုပြောတယ်ဟိုမယားခိုးမှုနဲ့လင်ခိုးမှုမှာမပါဘူးနော်အဲ့ဒါပြောပြတာမယားခိုးမှုနဲ့လင်ခိုးမှုမှာတချို့တွေကမယားခိုးမှုပြောတယ်မိန်းမဆိုလင်ခိုးမှုလို့တတ်မှတ်လို့မရဘူးလေသူတဲ့ဥပဒေမရှိဘူးအဲ့လိုမျိုးဒါပေမဲ့မိန်းမတွေကအဲ့လိုဖောက်ပြန်ရင်အဝတ်တစ်ထည်ကိုတစ်ခုနဲ့ဆင်းရတယ်ယောက်ျားတွေကကြတော့အခုမှနော်အခုတလင်သမားမှာအခုလားမိန်းမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ်ဖောက်ပြန်တဲ့လူကအဝတ်တစ်ထည်ကိုတစ်ခုပေါ့ဗျာနော်အဲ့ဒါလေးကိုရှင်းပြတာပါဗျယောက်ျားလေးကိုကြတော့အာတာတယ်မိန်းမလေးကိုကြတော့အားနေတယ်ဆိုတာကဒါအပြင်လူကြည့်ယောက်ျားလေးကိုပါစားပြီးတယ်ပေါ့နော်ဥပဒေကထင်တာဟိုအဲ့လိုထင်တယ်ပဲထင်ကြမှာပေါ့အမှန်တကယ်အဲ့လိုမဟုတ်ပါဘူးဒိဋ္ဌစန္ဒအရာမှာဖြစ်ပေါ်လာတဲ့အရာကိုဥပဒေကရေးဆွဲထားတဲ့အတွက်ဒါကိုဟိုနားလေစေချင်ပါတယ်ဒီဟာလေးပါပဲနောက်ဗီဒီယိုတွေလည်းကျွန်မကစိတ်ဝင်စားစရာလေးတွေတင်ပြပေးပါမယ်ရှင်တခြားကြောင့်မဟုတ်ဘူးဥပဒေနဲ့မပတ်သက်တဲ့လူမှုပတ်ဝန်းကျင်ကအကြောင်းတွေလည်းကျွန်မကတင်ပြပေးပါမယ်ရှင်ဒီလောက်ပါပဲ